ဒီတခါတော့ slow rock ပုံစံတချင်းလေးတွေကိုတီးတဲ့လက်ကပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးကိုပြောပြခြင်းလို့ဒီလက်ကလေးနဲ့လူသိများတဲ့ချင်းကရှိတယ်တိမ်ဖုံးနဲ့လာလားအဲ့ဒါရေတော့ပါလဲငါသေလို့ရတယ်လို့လူသိများတယ်ပြောတာနော်လေးပြည့်ရဲ့မာယာတို့အဲ့လိုပုံစံတချင်းမျိုးတွေပေါ့နော်ဒီလိုချင်းတွေကိုသုံးကြတာပေါ့ဟိုငါသေလို့ရတယ်ဆိုရင်လည်းအဲ့လက်ခတ်နဲ့ပဲနော်အဲ့လိုတီးသွားတာရှိတယ်နောက်တစ်ခုတိမ်ဖုံးနဲ့လာဆိုလဲအဲ့လိုပဲလေစီကီးနဲ့သူကအဲ့လိုပုံစံလေးတွေရှိတယ်ဗျာနည်းနည်းနောက်တစ်ခုကခုနပြောတဲ့မာယာတို့ပါတော့ပေါ့နော်လေးပြည့်မာယာလေတော့ E flat key ဆိုတော့သူက C position နဲ့ E flat key ဆိုတော့ဒီမှာညက်ပဲတီးတာရှိရလေသုံးခွက်မြောက်မှာညက်လိုက်တော့အဲ့တော့ဒီဟာဆိုဒီသချင်းတွေကနာမည်ကြီးသချင်းတွေပဲအဲ့ဒီဟာတွေအားလုံးကိုတီးသွားတဲ့လက်ခက်ကတစ်မျိုးတည်းပဲအဲ့တစ်မျိုးတည်းကိုကျွန်တော်တို့အဆင်ပြေအောင်ရှင်းပြပေးပါတော့ကြည်ရလွယ်အောင်အဲ့ဆိုရင်ပထမဆုံး 1B မှာ down down up တီးမယ်ဗျာ 1 and A ပေါ့နော် down down up နောက်ဒုတိယ B မှာကျတော့ down down နှစ်ချက်တီးလိုက်တာ down 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 up down down နောက်ပြီးရင် down up down ဆိုပြီးတော့၃ချက် 3EN ပေါ့နော် 3ENပြီးရင်4ကျတော့ 4B မှာကျတော့ 4 and A ဆိုပြီးဒီမှာ1 and A 2 and 3 E and 4 and A 1 and A 2 and 3 E and 4 and A ဒါကိုအပေါ်အောက်ခွဲသလားမေးရင်ခွဲရမှာပါပဲအဲ့ဒါမှဘယ်နေရာတွေမှာခွဲရမလဲဆိုရင်1 and A 3ချက်လဲအပေါ်ပိုင်းပဲတီးမယ်2ကလည်းအပေါ်ပိုင်းပဲတီးမယ် and ကြမှာအောက်ပိုင်းတီးမယ်နောက်ပြီး 3E and 3ချက်ကအပေါ်တီးမယ် 4 and A 3ချက်ကအအောက်ပိုင်းတီးမယ်ဟုတ်ပြီနော်1 and A 2ထိကအပေါ်ပိုင်းတီးမယ်2ရဲ့ and ချက်မှာအောက်ပိုင်းတီးမယ်နောက်ပြီး 3E and 3ချက်ကအပေါ်တီးမယ်နောက်4 and A အောက်တီးမယ်အနေမှာနှစ်ချက်တီးသွားတဲ့တောင်အပင်လေးတွေသူအလူးလေးတွေပေါ့နော်အဲ့ဒါလေးကပုံမှန်တခြားခက်ချက်တွေနည်းနည်းတော့အတန်လျှော့ပြီးခိုင်တော့ပိုပြီးညက်တယ်လို့ထင်ရတာပေါ့နော်ဒီလက်ကတစ်ခုကသူကအဲ့ slow rock ပုံစံတချင်းပေါင်းများစွာရှိတယ်ကျွန်တော်အရင်တော့လည်းလေးပြလို့ထွက်ခဲ့တဲ့ချင်းအဲ့လိုပုံစံတွေရှိတယ်ဗျာနောက်ဒီဘက်ခစ်ထီဗျာခုနပြောတဲ့ဒီ area တို့ဘာလို့ထီတီးကြတာရှိရလေဒါပေမဲ့သူက A ကောတော့သူ A+2 သွားတာဟုတ်ဒီလက်ကတမျိုးတည်းရှိရင်တော့ဆင်ပြေတယ်ခင်ဗျားတို့ကြိုက်တဲ့ slow rock ပုံစံတွေအများကြီးတီးလို့ရပါပြီပေါ့နော်ကဲဆင်ပြေကြပါသေးတယ်